အခုဗီဒီယိုလေးကဖြိုးပထမတင်ခဲ့တဲ့ဗီဒီယိုလေးရဲ့အစပါအခုပါဆိုရင်ဖြိုးတို့ကပတရားကန်းကြီးကိုရောက်လာတာပါမှန်တရားမှလည်းလဲလို့ဝပြီဆိုတော့ဒါကသူတို့တွေကပတရားကိုလည်းလိုက်ပို့မယ်ဆိုတော့ပတရားကန်းကြီးကိုလျောက်နေရပဲဖြစ်ပါတယ်အားလုံးပဲဖြိုးတို့နဲ့တူတူလိုက်ခဲ့ကြပါအောင်ရှင်ဖြိုးတို့ကလည်းခဏတက်ဖြိုးပဲဘယ်မှလည်းမရောက်ဘူးဆိုပြီးတော့ဒီတိုင်းထွက်လာခဲ့ကြတာနောက်ဆုံးမှာတော့အခုလိုလဲစရာနေရာတွေသူတို့တွေကလိုက်ပို့ကြတယ်ဝက်လာတဲ့ဖက်ရှင်တွေကလည်းရှင်တို့သိကြတဲ့အတိုင်းကျမလုံးဝခွန်းသူများတွေဝတ်ထားတော့လုံးဝမီးမိုက်ပြီးတော့လန်ထွက်နေရောပဲအဲ့လိုနေပဲရမလဲကျမတို့တငယ်ချင်းတွေကလည်းဝတ်စားတော့ဝယ်ကြမယ်ဆိုပြီးဝယ်ကြပြီးတော့လဲကြပါမှာဒါကတော့ဝတ်စားမဝယ်ခင်မလဲခင်မှာကျမတို့တငယ်ချင်းတွေကရေစုံခန်းနာကိုဆင်းပြီးတော့ရေဆော့လိုက်ပါသေးတယ်အခုလိုမျိုးခန်းကြီးတွေကိုမရောက်တာလဲကြပြီဆိုတော့အခုပြောင်းလာတဲ့အခါမှာကျတော့အရန်ကိုခေါင်းပါအရန်ကိုမိုက်ပါတယ်တော်တော်လေးလည်းပြောစရာကောင်းပါတယ်လူတွေကလည်းအများကြီးပါပဲတို့ဖွဲ့တွေပတရားခန်းကြီးကိုညနေ4 နာရီလောက်ကရောက်ခါပါဒါကတော့အရန်ကိုလာပါတယ်ပင်လေပင်ကြီးနဲ့နေလုံးကြီးပါအဲ့လိုနဲ့ပဲဖြိုးကကိုဆင်းပြီးတော့ရေဆော့လိုက်ပါတယ်အခုဆိုရင်ဖြိုးတို့တငယ်ချင်းတွေကဝယ်ထားတဲ့ဝတ်စားတွေကိုအိမ်နာထဲမှာသွားပြီးတော့လဲတာပါဒါတော့ဝတ်စားလဲပြီးနောက်ပိုင်းကျမတော့ရေချီကလန်ကလာနဲ့မလှပါဘူးကျမတငယ်ချင်းကတော်တော်လှပါတယ်အဲ့လိုနဲ့ပဲနောက်ဆုံးမှာဓပုတ်နေရဗီဒီယိုတွေရိုက်ဖို့ဆိုပြီးတော့ပင်လေပင်ကြီးကိုတက်လာခဲ့ပါတယ်အရန်ကိုလာပါတဲ့ညနေခင်းလေးပါနေလုံးကြီးဆိုတော့အရန်ကိုမိုက်ပါတယ်လူတွေကလည်းအရန်များတဲ့အတွက်ကြောင့်မလို့ဖြိုးစရာလည်းအရန်ကိုကောင်းခဲ့ပါတယ်ကိုကပတရားခန်းကြီးကိုမရောက်သေးဘူးဆိုရင်သွားကြပါခုလိုမျိုးဝတ်စားလေးတွေကိုလည်းဝတ်ပြီးတော့ရိုက်လို့ရပါတယ်ဒါကတော့ဖြိုးလို့ရေဆော့တာကိုပြီးတော့ရိုက်ပြီးထားတာပဲဖြစ်ပါတယ်အားလုံးလည်းသွားလေကြဖို့ဖြိုးက recommend ပေးချင်ပါတယ်အခုမှတင်ပြလိုက်ရတဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်အားလုံးပဲဖြိုးရဲ့ဘလော်လေးကိုဆုံးတင်ကြည့်သွားပေးကြပါရေဆော့လို့ကောင်းနေရနေပဲမိုးချုပ်သွားပါတယ်အဲ့လိုနဲ့ပဲနောက်ဆုံးမှာတော့ဖြိုးလို့ပြန်มาပါဖြိုးကဘန်ကောက်ထဲကိုပြန်လာဖို့ကလည်းမိုးချုပ်နေတဲ့အတွက်ကြောင့်မလို့အကိုတို့လီမယား2 ယောက်ဆောင်ပေါ့နော်သူတို့ဆောင်မှာတငယ်ချင်း2 ယောက်နဲ့အတူတူထိုင်ပြီးတော့စောင့်နေတာပါသူတို့လာတော့သူတို့ကအခန်းကိုတော့ခတ်သွားတော့ဖြိုးတို့ကဝင်လို့မရဘူးပေါ့နော်အဲ့လိုနဲ့ပဲဖြိုးကအပြင်ဘက်ကိုရိုက်ပြလိုက်ပါတယ်အရန်ကိုလာနေလို့ပါကောင်းကင်ကြီးနဲ့ဒီမှာမြင်နေရတာကတင်မောကြီးပေါ့နော်အဲ့ဒီတင်မောကြီးစားတော့ဆိုင်ပါဒါတော့ကောင်းကင်ကြီးကလည်းရဲပြီးတော့တောင်တန်းနေရမြူဆိုင်နေတဲ့မိုးချုပ်ခံနေအချိန်လေးပေါ့နော်အရန်လာပြီးတာရပါတယ်ချင်းတို့တွေတော့မသိဘူးကျမကတော့ခုလိုချိန်မျိုးရန်ကိုကြိုက်ပါတယ်ခုလိုမျိုးတဘာဝဆက်ဆံလေးတွေနဲ့နေရတဲ့ရာသူတို့မျိုးဖြိုးကရန်နဲ့တက်ပါတယ်အဲ့လိုနဲ့သူတို့တွေကဖြိုးတို့2 ယောက်ကိုအိပ်ဖို့အခန်းတက်တခန်းပေးပါတယ်ဒါကတော့ညဘက်ကြီးဖြိုးတို့ပိုက်စာလို့ပြင်ကိုအထောင်းနေပေါ့နော်ဒါသွားဝယ်တာပါအထောင်းကိုမှာထားခဲ့ပြီးတော့ဖြိုးတို့ဒါရေခဲမှုစားချင်တာနဲ့သွားဝယ်တာပါနောက်ဆုံးမှလူချင်တာတွေလည်းဝယ်လာပြီးဆိုတော့ပြန်လာခဲ့ပါတယ်တော့ဆရာကြီးမရှိရနဲ့ရေလည်းဝင်ထည့်လိုက်ပါတယ်အဲ့နဲ့တက်တော့လည်းဆော့လိုက်ပါတယ်နေပေမန်းပြီးနောက်မနေ့ရောက်လာပါတယ်အဲ့ဒါတော့နိုးနိုးချင်းမျက်နှာသိနေတာပါမျက်နှာလေးသိပြီးပြီဆိုတော့ဒါကစခင်ကဲနေတာပါစခင်ကဲလို့လည်းပြီးသွားပြီဆိုတော့အမမောငါခေါ်ချလို့သွားစားလိုက်ပါတယ်ခုကတော့စားလို့တော့ပြီးသွားပြီဆိုတော့ပေါ်တော့အခန်းထဲကိုပြန်လာပြီးတော့ဒါတော့နားနေတာပါဒါကတော့သူတို့ဖြိုးတို့2 ယောက်ကိုပြီးထားတဲ့အခန်းလေးပါအခန်းလေးကတော့တော်တော်မိုက်ပါတယ်အဲ့ဒီမှာငားနေတဲ့လူတွေလည်းဈေးတန်နေလို့ပြောကြပါတယ်အဲ့လိုနဲ့ပဲနောက်ဆုံးမှာဖြိုးတို့တငယ်ချင်း2 ယောက်ဘန်ကောက်ထဲကိုပြန်လာခဲ့ပါတယ်အားလုံးပဲတက်တာပါ